Hitman 3က2021ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hitman game ဖြစ်ပြီးတော့မှ IO Interactive ကနေ development လုပ်ပြီးတော့မှ public လုပ်ထားတာဖြစ်ပါတယ်2016ကနေ18အတွင်းမှာ Hitman 1 2ထွက်ပြီးတော့မှ War of Accusation Trilogy နဲ့စတင်ခဲ့တာဖြစ်ပါတယ် Hitman 3ကို PlayStation 5 eBay မှာတရားဝင် announce လုပ်ခဲ့ပြီးတော့မှ Hitman 3ကို worldwide အနေနဲ့ release လုပ်ခဲ့ပြီးမှ Trilogy ရဲ့ final patch ဖြစ်ပါတယ်ဂိမ်းထဲမှာတော့ Agent 47ကိုထိန်းချုပ်ပြီးတော့မှ Providence ဆိုတဲ့လောကအဖွဲ့ကိုဖျက်သိမ်းမှု mission တွေလုပ်ရလာရတာဖြစ်ပါတယ်ဆက်လက် Trilogy ရဲ့ဆက်သိမ်းဖြစ်ပြီးတော့မှ Agent 47ရဲ့ origin အကြောင်းတွေကိုအပြီးတက်ဖော်ပြထားတာဖြစ်ပါတယ် Sandbox State Gameplay ဖြစ်ပြီးတော့မှကိုလိုချင်တဲ့ plan တွေလုပ်ပြီးမှ target တွေကိုဖြစ်နိုင်တာဖြစ်ပါတယ် location ကတော့စုပေါ်6ခုပါပြီးတော့မှ Dubai, Denmark, Berlin, Chongqing, Mendoza, Romania အစရှိရတော့ပါဝင်တာဖြစ်ပါတယ် mission တစ်ခုချင်းစီမှာနီလန်ပေါင်းစုံနဲ့ accession လုပ်နိုင်ပြီးတော့မှ series ထဲမှာအောင်မြင်ဆုံး Hitman game တစ်ခုဖြစ်ပါတယ်တစ်ပတ်အတွင်း release တစ်ပတ်အတွင်းမှာ diploma code ကိုပြန်ရရှိခဲ့တာဖြစ်ပါတယ်2025ခုနှစ်ထိ25 million copy ကျော်ရောင်းချခဲ့ပြီးတော့မှ player 150ကျော်ရှိပါတယ်ဒီလိုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်